ချီယာရီပရိသတ်များမင်္ဂလာပါရှင်။အေဂျင့်မမ channel ကနေပရိသတ်တို့ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဘုံမင်းနိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့ပထန်းဆက်ဆရာများတည်ရွာပြန်ဆိုတဲ့ပရလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးကိုတင်ဆက်ခင်ပြီးမှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနိုဒီဘဲလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါဦးရှင်။ကျေးဇူးအများကြီးတင်ပါတယ်။ခုပဲဇာတ်လမ်းလေးကိုစတင်တင်ဆက်ပေးလိုက်ပါပြီရှင်။မောင်ဖြိုးနဲ့ပထန်းဆက်ဆရာများနဲ့တည်ရွာပြန်ကြောက်ခနာကိုတစ်ခုလုံးဘာရီဖြစ်မှန်းကိုမသိဘူးဗျာပေါ့ပါသွားလိုက်လေးလံလိုက်နဲ့မျက်လုံးတွေကြတော့လဲဖွင့်မရဘူးဗျမသိရင်ကျုပ်ကိုတစုံတစ်ယောက်ကညှို့ယူဖန်ဆားနေတယ်လို့ကြီးဗျဘာလို့လဲဆိုတော့အိယာပေါ်မှာရှိတဲ့ခန္ဓာကိုယ်ကြီးကလောက်ခါရမ်းနေတာပေါ့ဗျာပြီးတော့ကျုပ်ရဲ့လက်ကိုတယောက်ကဆွဲထားတယ်ဘယ်သူလဲဘယ်ရလဲဘာဖြစ်လို့ကျုပ်ကိုဆွဲထားတာလဲကျုပ်မေးချင်ပေမဲ့မဲလို့မရဘူးဗျကျုပ်အားယူပြီးပါဇက်ကဖွင့်ကြည့်တယ်ဖွင့်လို့မရဘူးဟုတ်တယ်ဘယ်လိုမှကိုဖွင့်မရဘူးဗျကျုပ်ရဲ့ပါဇက်ကိုကော်နဲ့ကတ်ထားသလိုကြီးဖြစ်နေတာဗျကျုပ်ဖြစ်အနေရခတ်လိုက်တာဗျအခုကျုပ်ဘာဖြစ်နေတာလဲဆိုတာကျုပ်ကိုကျုပ်တောင်မသိတော့ဘူးဗျကျုပ်သိတာကကျုပ်ကြောက်တယ်ဟုတ်ပါတယ်ကျုပ်တကယ်ပဲကြောက်နေပါတယ်အဲ့ဒီအချိန်မှာပဲကျုပ်အိတ်နေရမှာကျုပ်လက်တွေကသူ့အလိုလိုအပေါ်ကိုမြောက်တက်သွားတယ်နောက်ပြီးတော့တစ်ဆက်တည်းမှာပဲမြောက်နေတဲ့ကျုပ်လက်နဲ့ဖက်စီမှာစစ်ခနဲ့ပြင်းပြင်းထန်ထန်နာကျင်ခဲ့ရတယ်ဒီတော့မှကျုပ်ကိုတစုံတစ်ယောက်ကဆွဲခေါ်လိုက်တာဆိုတာသဘောပေါက်ပြီးတော့သိသွားတယ်ဗျအခုတော့ကျုပ်အိတ်နေရင်နဲ့လျှက်တစ်ပြက်ဆိုသလိုရုတ်တရက်မတ်တက်ရက်ကြီးဆန်ဆန်ကြီးကိုဖြစ်နေတာဗျအခုတော့ကျုပ်မျက်လုံးတွေဖွင့်ရတယ်ဗျဒါပေမဲ့ဥကောင်းတစ်ခုလုံးလေးလံနေတော့မယ်ကျုပ်ဘီဘီဝေယာကိုတိတ်ချကြည့်လိုက်တော့ဘယ်သူမှလည်းမရှိဘူးဗျချက်ပြားနဲ့ခေါင်းကြီးပြန်သွားလို့ကျုပ်အိယာဘေးမှာအိတ်နေတဲ့ထော်ကြီးပဲရှိတယ်ဗျဒီလိုနဲ့ကျုပ်လည်းထော်ကြီးရဲ့ဘေးဘက်ကိုကြည့်လိုက်တော့မြင်လိုက်ရတဲ့အရာကြောင့်ကျုပ်လက်ပြီးအခုလိုអော်လိုက်မိတယ်ဗျဟမ်အောက်မလေးဗျထော်ကြီးဘေးမှာအိတ်နေတဲ့သူလဲကျုပ်ပဲဗျဘယ်လိုဖြစ်တာလဲအခုရက်နေတာလဲကျုပ်အိတ်နေတာကလည်းကျုပ်ကောင်းနေတော့ရှုပ်လာပြီဗျာကျုပ်သေးများတည်သွားတာလားမသိဘူးကျုပ်ဝမ်းနေမိလာတယ်ဗျာဘာလို့လဲဆိုတော့ကျုပ်တည်တာကိုကျုပ်ကိုယ်တိုင်တော့မသိလိုက်ရလို့ပဲဗျဒါဆိုကျုပ်အိတ်နေတာကိုအစောကဆွဲခေါ်နေတာကျုပ်ရဲ့သေမင်းများလားကျုပ်ကနာကိုတစ်ခုလုံးတက်ဖြန့်ဖြန့်နဲ့ကြက်သိမ်းမွေးညင်းနေအဆက်မပြက်ကိုထွက်လာပါပြီဗျအဲ့ဒီအချိန်မှာပဲရက်နေတဲ့ကျုပ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးမုံတိုင်းကြကတိရွက်တစ်ခုလုံးအေးပေါ်တဲ့ဗရင်းပေါက်ကနေဖြက်ကျော်ပြီးလွှင့်စင်သွားခဲ့တယ်ဗျကျုပ်တော့သွားပါပြီဗျာလူအများပြောနေကြတဲ့လူတွေတေးဝန်းကျင်ထွက်သွားရဲဆိုတာဒါပဲဖြစ်မယ်ဗျအခုကျုပ်ကလည်းအိတ်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့အဝေးဆုံးနေရာအထိကျုပ်ဝန်းကျင်ကလွှင့်စင်သွားခဲ့ပြီကျုပ်ဝန်းကျင်ခန္ဓာကိုယ်တစ်ခုလုံးတဖြည်းဖြည်းနဲ့အထက်ကောင်းကင်စီကလူထဲမှာပြန်ဝဲနေပြီးဘယ်အချက်ကိုဥတီသွားနေလဲမသိတော့ပါဘူးဗျာကျုပ်မျက်ရည်တောင်ကျလာခဲ့တယ်ဗျကြည့်ရတာမမြင်ရတဲ့တစုံတစ်ယောက်ကကျုပ်ရဲ့ဝိညာဉ်ကိုဆွဲခေါ်သွားတာပဲဖြစ်မယ်ကျုပ်အောက်ကိုငုတ်တိလိုက်တော့အောက်မှာရှိတဲ့ကျေးရွာငယ်တီးတီးကအိမ်တွေကိုမှုံပြတွေ့မြင်နေရတယ်ဗျအတော်လေးကိုထူးဆန်းအောင်ဟောစရာကြီးပဲဗျကျုပ်ဘဝမှာအခုလိုတစ်ချိန်တစ်ခါမှမကြုံဘူးရတော့ကျုပ်အတော်လေးကိုထိတ်လန့်နေရတယ်ဗျဒါနဲ့ကျုပ်လည်းအောက်ကိုလည်းငုံမကြည့်ရဲဘေးဘက်ကိုလည်းမကြည့်ရဲနဲ့ဖြစ်ချင်ဟာဖြစ်ဆိုပြီးမျက်လုံးကိုမိတ်ထားလိုက်တယ်အဲ့ဒီအချိန်မှာပဲကျုပ်ခန္ဓာကိုယ်တစ်ခုလုံးအရှိန်ဟုန်ပြင်းနဲ့မြားတစင်းလိုလေထုကိုထိုးခွင်းနေတယ်ဆိုတာကျုပ်သိလိုက်တယ်ဒါပေမဲ့ကျုပ်ဘာတက်နိုင်တော့မလဲဗျာအခုချိန်မှာကျုပ်ကိုကျုပ်မပိုင်တော့တာခန္ဓာကိုယ်ရွှေ့လျာပြေးလွှားနေသမျှကျုပ်ငြိမ်နေုံပဲရှိတော့တယ်ဗျဒီလိုနဲ့အချိန်ရတော်ကြာတဲ့အထိကျုပ်ခန္ဓာကိုယ်ဟာလေထုထဲမှာစိတ်ကြိုက်ပြန်ဝဲနေပြီးမှငြိမ်သက်သွားတယ်ဗျဒီတော့မှကျုပ်လည်းမျက်လုံးကိုမရေတရေဖွင့်ကြည့်လိုက်ပြီးတော့ကျုပ်တော်ကြီးတစ်ခုတည်းရောက်နေတယ်ဆိုတာသိလိုက်ကြတယ်ဗျတော်ရလည်းတာယာချက်ဗျတောဆိုပေမဲ့မြို့ဥယျာဉ်တွေထက်ကိုအများကြီးတာယာလာပါတယ်ဗျပန်းတွေကလည်းအနီအဝါအစိမ်းအယောင်သေးဆုံးပွင့်လန်းနေကြတယ်ဒါပေမဲ့အဲ့ဒီပန်းတွေကကျုပ်သိတဲ့ပန်းမျိုးစားတွေတော့မဟုတ်ဘူးဗျပြီးတော့အဲ့ဒီပန်းတွေကလည်းကျုပ်တခါမှမခံစားဘူးတဲ့မွေပြန်ရနတ်တွေကိုကျုပ်နာသီးဝါစီကိုပို့လွတ်နေကြတာဗျတိတ်ကိုလှပပြီးတော့ပြုံးမွေးစရာကောင်းတဲ့တော်ကြီးတစ်ခုပါဗျာပြီးတော့အရှိမလဲရေတကိုကြီးတစ်ခုရေတကိုကြီးရဲ့အောက်ရှိမလဲစီးကြနေတဲ့ရေတွေကိုတုံလောင်ထားတဲ့ချောင်းလေးတစ်ခုဘေးပက်လဲကိုကြည့်အောင်မလားစိတ်ဖန့်နေတဲ့မျက်နှုကွင်းဖြင့်ကြီးကရှိနေသေးတယ်ဗျတကက်ကိုတာယာလှပါတဲ့နေရာတစ်ခုပါပဲဗျာကျုပ်ဘလို့ဖြစ်ပြီးဒီနေရာကိုရောက်လာလဲတော့မသိပေမဲ့ဒီနေရာမှာနေရတာတော့စိတ်ချမ်းသာမှုရှိတယ်ဗျအခုကျတော့ကျုပ်ရဲ့အစောကကြောက်ရွံ့မှုတွေဘယ်ပြောက်သွားမှန်းမသိပဲကျုပ်အိပ်ပျော်သွားမိတယ်ဗျအဲ့ဒီအချိန်မှာပဲကျုပ်နားလေးကိုအခုလိုအတန်တခုဝင်ရောက်လာခဲ့တယ်ဗျလူလေးရေ
လူလေးကိုအလဲပက်လာဖို့ခေါ်တာမဟုတ်ဘူးကွအခုပဲအရှိတက်တက်စီကိုလာခဲ့ဒီမှာမြင်နေရတဲ့အရာတွေလိုက်ကြည့်ရင်လူလေးယူသွားလိမ့်မယ်ကျုပ်လေအဲ့ဒီအတန်ကြားလိုက်တော့အတန်ရှင်ပြောတဲ့အတိုင်းရှိတက်တက်စီကိုထွက်လာခဲ့လိုက်တာပေါ့ဗျာအဲ့ဒီမှာကျုပ်တွေ့လိုက်ရတာကရွှေရောင်တစ်ရွက်တွေနဲ့ရွှေရောင်ပင်စီရွှေရောင်ကိုင်းခတ်တွေဖြာထက်နေတဲ့သစ်ပင်ကြီးရဲ့အောက်ရှင်မှာထိုင်နေတဲ့အဖိုးတရားဗျကျုပ်လေတာနဲ့သူ့ကိုတေချာစူးစိုက်ကြည့်လိုက်တော့ကျုပ်ကိုမနေ့ကအသက်ကယ်ပြီးပညာပေးသွားတယ်ဆိုတဲ့ကျေးဇူးရှင်အဖိုးဖြစ်နေခဲ့တယ်ဗျကျုပ်အတော်လေးဝမ်းသာသွားတယ်ဗျာပြီးတော့သူကပြုံးပြီးတော့ကျုပ်ကိုသူ့စီလာဖို့ခေါ်နေတော့ကျုပ်ကလည်းသူ့အနာကိုတွားလိုက်တာပေါ့ကဲလူလေးကလည်းအဖိုးနဲ့ပထန်းဆက်ရှိလို့လူလေးကိုအဖိုးစီကိုခေါ်လိုက်တာပဲဟမ်ဟုတ်လားဖိုးကျုပ်ကျွန်တော်ကကျုပ်စကားတော့မဆုံးသေးဘူးအဖိုးကလက်ကပြလိုက်ရင်လူလေးအနေနဲ့ပြောတတ်တယ်လို့ပြောပါကိစ္စမရှိပါဘူးတကယ်တော့စကားပြောဆိုရင်ကျေးမှုဆိုတာတရားစိတ်ရင်အပေါ်မူတည်ပြီးတော့ရင်းနေရိုင်းနေတတ်မဲ့ရတာပါပဲကွယ်ဥပမာသားနဲ့ခမရလို့ပေါ့သားဆိုပြီးတော့ပါဇက်ကပြောပြီးကို့ထက်အကြီးပေါ်ဂါရဝတရားမရှိပဲအပြုတ်မှုအနေတိုင်းယူသေးမှုမရှိရင်ရိုင်းနာပါပဲကွယ်ဒီလိုပဲခမရလို့နှုတ်ကပြောဆိုပြီးလူကြီးပေါ်ယူသေးလေးစားမှုအပြည့်ဝရှိတယ်ဆိုရင်ရိုင်းတယ်လို့မမြင်ရဘူးဘာလို့လဲဆိုတော့နေရာဒေသအလိုက်အတုံးနှုံးခေါ်ပေါ်မတူကြတာမျိုးဖြစ်လို့ပဲလေဟုတ်ကဲ့ဖိုးကျုပ်နားလဲပါပြီအဓိကတော့ပြောဆိုသူရဲ့အပြုတ်မှုတရားတရားနဲ့ဂါရဝထားပုံတွေကသာအဓိကကြပါတယ်ကွယ်ဒီတော့လူလေးအနေနဲ့ငွေကလေးကပြောဆိုတဲ့ဗီဇအတိုင်းပြောဆိုလို့ရပါတယ်ဗီဇဆိုတာဖျောက်ဖျက်လို့အတော်လေးခက်တဲ့ကွယ်အဖိုးရဲ့စကားတွေကကျုပ်နားထဲမှာတကားပြားလို့ထွတ်တာလိုက်တာများဗျာကျုပ်ဖြစ်အဖိုးအတော်လေးကိုကြည်ညိုလုံးလို့ဟိုးချိန်ချိန်ချမိပါရဲ့ကဲလူလေးအခုလူလေးကိုအဖိုးခေါ်တာကလူလေးကိုပညာအမွေတချို့ပေးခြင်းလို့ပဲဖြစ်တယ်အချိန်ကလည်းတိတ်မရတော့အဖိုးပေးခြင်းတာအပြန်ဆုံးပေးမှဖြစ်မယ်ဟာအဖိုးကလည်းကျုပ်မှာထိန်တွေအများကြီးရှိပါတယ်အဖိုးနဲ့အတူရှိရင်ဘယ်လောက်ကြာကျုပ်နေနိုင်ပါတယ်ဗျာကျုပ်စကားကိုကြားရတော့အဖိုးဟာတိတောင်တိတာပြုံးပြလိုက်တယ်ဗျပြီးတော့ကျုပ်ကိုကြည့်ပြီးအခုလိုပဲဆက်ပြောလိုက်တယ်အချိန်ဆွဲလို့မရဘူးလူလေးရဲ့အခုလူလေးရဲ့ဝိညာဉ်ကိုအဖိုးတို့ကခေါ်ထားတာဆိုတော့ဒီမှာအချိန်ကြာရင်ဟိုဘက်ကလူလေးရဲ့ခန္ဓာကိုယ်ရဲ့ပြန်ဝင်လို့မရနိုင်ဘူးဒီဘက်ကအချိန်နဲ့လူလေးတို့လူဘဝအချိန်တွေက9ဆလောက်กว่าတယ်ကွာဗျာဒါဆိုကျုပ်အခုရောက်နေတာကဘယ်ပုံလဲအဖိုးရဲ့ပြီးတော့အဖိုးတို့ဆိုတာကရောအခုရောက်နေတဲ့နေရာကတာမန်လူတွေမရောက်နိုင်တဲ့နေရာတစ်ခုလိုပဲသိထားလိုက်ပါလူလေးရဲ့တချို့ຢာတွေကသိတိုင်းလဲကျိုးမရှိဘူးကွအခုအဖိုးတို့နေတဲ့ကမ္ဘာကြီးမှာမမြင်နိုင်တဲ့လောကတွေရှိတယ်ဒီလိုပဲမမြင်ရတဲ့ပုံပွားတွေလည်းအများကြီးရှိတယ်ကို့မှာနားလည်နိုင်တဲ့အသိဉာဏ်မရှိသေးရင်ယူသွားလိမ့်မယ်လူလေးအဖိုးကအဲ့ဒီလိုပြောလိုက်မှကျုပ်လည်းနည်းနည်းတော့နားလည်သွားတယ်ဗျဟုတ်တယ်လေကျုပ်တို့နေတဲ့ကမ္ဘာကြီးမှာကျုပ်တို့မမြင်တဲ့နေရာဘုံဘဝကျုပ်တို့မသိနိုင်တဲ့လောကတွေအများကြီးရှိတယ်ဒါနဲ့ကျုပ်လည်းဘာမှဆက်မပြောပဲအဖိုးပြောလာမယ့်စကားတွေကိုပဲဆက်ပြီးတော့နားထောင်ခဲ့ရတာပေါ့ဒီတော့အဖိုးကအခုလိုပဲဆက်ပြောတယ်ဗျကဲလူလေးကိုအဖိုးပေးချင်တာကတော့အဖိုးတက်ထားတဲ့အင်းပညာတွေတဲကအခြေခံတချို့ပဲကွအခုဘိုးတင်ပေးတဲ့ပညာတွေကလူလေးလောကီဆရာတယောက်အနေနဲ့ခုနှစ်ရဲ့သားသမီးတွေကိုကဲတင်တဲ့အခါအသုံးဝင်လိမ့်မယ်ကွဟုတ်ကဲ့ဘိုးသားသမီးတယောက်အနေနဲ့အဖိုးတင်ကြားပေးတဲ့ပညာတွေကိုစူးစမ်းသင်ယူပြီးအဖိုးဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ်လို့ကျုပ်ဂရိပေးပါတယ်ဗျတာတုပါလူလေးရဲ့ကဲလူလေးလက်ဖြက်အဖိုးကအဲ့ဒီလိုပြောလိုက်တော့ကျုပ်လည်းလက်ကိုဖြန့်ထားလိုက်မိတယ်ဗျအဲ့ဒီအချိန်မှာပဲအဖိုးကကျုပ်လက်ပေါ်မှာအရင်3ခုဆွဲပေးလိုက်တယ်ဗျအဖိုးပြောတာကတော့မူလပြန်အင်းတံပြန်အင်းနဲ့အကအကွယ်အင်းနဲ့ဗျဒုစနကတော့အဖိုးဆွဲပေးတဲ့4တောင်အင်းအကွက်စီတိုင်းမှာဝါလုံးလေးတွေအမြဲပါတယ်ဗျကျုပ်ကတော့မေးတော့ဝါလုံးတစ်လုံးပိုင်ရင်စိတ်တစ်လုံးပိုင်ဆရာဖြစ်မယ်ဆိုပဲအဖိုးကပြောတယ်ဗျဒုစနကတော့ကျုပ်လက်ပေါ်ကအဖိုးဆွဲပေးလိုက်တဲ့အင်းနီကမပြောက်ပြက်ပဲအထင်ချားယူကျုပ်မြင်နေရတယ်ဗျကျုပ်အဖိုးကိုမေးတော့အဖိုးကကျုပ်ဒီအင်း3ခွက်ကိုအလွတ်ဆွဲနိုင်ရင်ပျောက်သွားလိမ့်မယ်တဲ့ဗျပြီးတော့အင်းဆွဲတဲ့အခါတိုင်းလဲလက်ဝဲရစ်ဆွဲရမှာဖြစ်တယ်လို့နှစ်သက်ရာဖျားနှုတ်ကပတ်တော်တွေကိုရွတ်ဖက်ပူဇော်ပြီးဆွဲရင်ရတယ်တဲ့လေပြီးတဲ့နောက်မှာတော့အဖိုးကကျုပ်ကိုခေါင်း3ချက်ပုတ်ပြီးအရှိကိုဆက်သွားခိုင်းနေဗျဒီလိုနဲ့ကျုပ်လည်းအဖိုးကိုထီချင်း9ပါးနဲ့အညီသေးချာယူသေးကြော့ပြီးတော့အဖိုးပြောသလိုရှေ့ဆက်လျှောက်လာတာပေါ့ဗျာကျုပ်လည်းအဖိုးနဲ့ဝါတပြန်ကွာလောက်လျှောက်ပြီးတော့အနောက်ကိုပြန်လဲကြည့်လိုက်တော့အဖိုးကိုမတွေ့ရတော့ဘူးဗျကြည့်ရတာအဖိုးကတာမန်ပုတ်ကိုမဟုတ်တော့ဘူးဆိုတာကျုပ်လည်းရိတ်စားမိပါတယ်ဗျာဒီလိုနဲ့ကျုပ်လည်းအရှိကိုဆက်ပြီးလျှောက်လာရောပေါ့ကြာပန်းကြာဆွဲတွေပြည့်နှံနေတဲ့ရေကန်နှပင်းမှာထိုင်နေတဲ့စပင်ဖားသားချထားတဲ့အဖိုးတယောက်ကိုဆက်ပြီးတော့တွေ့လိုက်ကြတယ်ဗျသူကတော့ယောဂီဝိဖြူစင်ကျဲခဏန်းနှွမ်းလေးကိုဝစ်ဆင်ထားပြီးသူလက်ထဲမှာလည်း
ဝစိန်တုတ်ကလေးကိုကင်ထားသေးတယ်ဗျကျုပ်သူ့အနားကိုလည်းရောက်ရောဘာမပြောညာမပြောနဲ့ထရက်လာပြီးကျုပ်ရဲ့ဝစိန်တုတ်နဲ့ကျုပ်ကိုအသေးစော့ပါလေရောဗျာကျုပ်တကောလုံးတဖြန်းဖြန်းနဲ့နေအောင်ကိုစော့တာဗျကျုပ်ဖြေသူ့ကိုကြောက်လို့ပြေးဖို့တိုးစားတော့လေပြေးမြပဲခန္ဓာကိုယ်ကြီးကကြောက်ရွံ့လို့ဖြစ်ပြီးသူရိုက်သည်များခံစားနေရတာဗျဒီကြားတွေကရိုက်ရင်းနဲ့အခုလိုရေမောပြီးမေးလိုက်သေးတယ်ဟာဟာနာလားကောင်လေးဟဲ့နာလားကောင်လေးဟာအဖိုးကလေကျုံနဲ့အားကုန်ရိုက်မှတော့မနာပဲနေပါမလားဗျဟာဟာမင်းကြားဘူးတယ်မလားအနာခံမအသာခံရတယ်ဆိုတာကဲဒီတော့အသာဆန်ဖို့ထပ်ပြီးတော့အနာခံလိုက်အောင်ကွာပြောရင်းဆိုရင်အဲ့ဒီအဖိုးကကျုပ်ကိုထက်အချက်ပေါင်းများစွာရိုက်နေတယ်ဗျကျုပ်ဖြင့်အယိုးတွေအသားတွေထိအောင်ပူထူပြီးတော့ကျိတ်ဆက်ဖြစ်သွားခဲ့တာပေါ့ဗျာဒါပေမဲ့ဘာလို့လဲမသိဘူးကျုပ်သူရိုက်တာကိုစိတ်မဆိုးတဲ့ပြင်နောက်ပိုင်းထက်ပြီးတော့ရိုက်စီခြင်းနဲ့စိတ်တောင်ဖြစ်လာတယ်ဗျဒီတော့မှကျုပ်ရဲ့ဖြစ်ပုံကိုရိတ်စားမိလားမသိပါဘူးရိုက်နေတဲ့အဖိုးကရက်လာပြီးကျုပ်ကိုရိုက်နေတဲ့ဝစိန်တုတ်ကလေးကိုကျုပ်ကိုပေးပြီးအခုလိုပြောတယ်ဗျကဲကောင်လေးရော့ဒါဟာမင်းကိုပေးတဲ့ပညာအမွေပဲခုနကမင်းကိုရိုက်တယ်ဆိုတာငါရဲ့သိဋ္ဌိမနှောမရကြိတ်လုံးကိုပိုင်ရှင်အစ်စ်ကိုလွှဲပြောင်းပေးတဲ့သဘောပဲညံရှိသလိုသာအတုံးချပြီးတော့ကွာအဖိုးကကျုပ်ကိုအဲ့ဒီလိုပြောပြီးသူ့ရဲ့ဝက်စိန်တုတ်ကလေးကိုပေးကတဟားဟားရှိမောရင်းနဲ့ပျောက်ကွယ်သွားခဲ့တယ်ဗျကျုပ်ဖြစ်သူ့ကိုရှစ်ခိုးကြော့ချိန်တော့မကြားလိုက်ပါဘူးဗျာသူကအတော်လေးကိုစိတ်မြန်တဲ့သူပဲဖြစ်မယ်ဆိုပြီးကျုပ်လည်းအတန်ကြောင်တွေးမိနေတာပေါ့ပြီးတော့ကျုပ်အဲ့ဒီလိုတွေးရင်နောက်ထပ်အခုလိုအတန်တစ်ခုထပ်ပြီးတော့ကြားလိုက်ရသေးတယ်ဗျခလေးရေအရှိကိုလာခဲကွအတန်းချိုတာပြီးအတော်လေးကိုဂယုဏအပြည့်ရှိနေတော့ကျုပ်လည်းရှေ့ကိုရေရေကြီးခြောက်လာမိလိုက်တယ်ဒီတော့ကျုပ်ရောက်သွားတဲ့နေရာကမြက်စိန်ကွင်းမြင့်ကြီးတစ်ခုပဲဗျမြက်စိန်ကွင်းမြင့်ကြီးရဲ့အလယ်မှာတော့နောက်ထပ်အဖိုးကိုတယောက်ထိုင်နေတာကိုကျုပ်တွေးလိုက်ကြတယ်ဗျကဲကလေးရှေ့ကအဖိုးကကလေးလေးကိုချီးမြှောက်ပေးထားတာဆိုတော့အဖိုးကလည်းကလေးကိုမန်းနဲ့တချို့သင်ပေးရတာပေါ့ကွယ်တကယ်တော့မန်းနဲ့ဆိုတာတက္ကရာဘာသာစကားကဆင့်သက်လာပြီးမန်းစိတ်တာရာကာကွယ်ခြင်းစောက်ကြောက်ခြင်းဆိုပြီးတော့ဒိတ်ပယ်ကြတယ်ကွမန္တန်ဆိုတာကမိမိစိတ်ကိုကာကွယ်ခြင်းမိမိစိတ်ကိုစောက်ရှောက်ခြင်းဆိုတဲ့သဘောပဲလောကလူသားတွေမှာထိန်းချုပ်လို့မရတာကစိတ်ပဲဒီလိုပဲစိတ်ကတခုခုဖြစ်ချင်ရင်လေတာမန်လူတို့အနေနဲ့စိတ်ရဲ့ထိခိုက်မှုတို့ကိုကာကွယ်လို့မရဘူးကွဒီတော့မန္တန်တပုတ်ကိုအသက်သွင်းခြင်းရင်စိတ်ကအဓိကကြတယ်ကလေးစိတ်ရဲ့စင်ကြယ်မှုနဲ့မန္တန်ကိုရွတ်ဆိုမှမန္တန်ကစွန့်နေအဲဒါကြောင့်အဖိုးပြောသလိုပဲမန္တန်ဆိုတာစိတ်ကိုကာကွယ်စောင့်ရှောက်ခြင်းသဘောကိုကလေးနားလည်ပြီလားကွကျုပ်နားလည်ပါပြီအဖိုးဒါနဲ့မန္တန်ဆိုတာကိုယ့်ရဲ့စိတ်ကိုပဲအဓိကထိန်းချုပ်ပြီးရွတ်ဆိုရတာလားဖို့ကလေးပြောတာမှန်တဲ့လောက်တော့မှန်ပါတယ်အယူရှင်ဆုံးပြောရရင်တော့အဖိုးရဲ့စိတ်ကိုယ်တော်ထိန်းချုပ်ကာကွယ်နိုင်တယ်ဆိုမှတော့ခြေလက်အင်္ဂါဓာရကိုပေါက်အားလုံးကိုလည်းစိုးကျိုးရန်ဆွဲတွေကနေကာကွယ်ပေးနိုင်တာပေါ့ကွယ်တကယ်တော့မန္တန်ကောင်းရင်မင်းလောင်းအောင်ဖြစ်နိုင်တယ်ဆိုတာပေါ့ပေါ့တန်တန်စကားလို့မထင်နဲ့ကလေးရေမန္တန်ကိုလက်နဲ့အဖြစ်အသုံးချရတယ်လို့မန္တန်ကိုတိုင်းကာအဖြစ်လဲကာကွယ်လို့ရတယ်ဟုတ်ဖို့ကျုပ်နားလည်ပါပြီကောင်းပြီကလေးအခုအဖိုးကကလေးကိုတင်ပေးမှာကမန္တန်သုံးဖို့ပဲကွယ်ပထမမန္တန်ကအကာအကွယ်မန္တန်ကိုရွတ်ဆိုလိုက်ရင်လူလေးကိုတိုက်ခိုက်တဲ့မကောင်းတဲ့ပညာသည်တွေမကောင်းတဲ့မိစ္ဆာတွေရဆက်တွေတိုးမပဘူးကွဒုတိယအချုပ်မန္တန်ကတော့ကွာဥပမာမကောင်းတဲ့ပညာသည်တွေကိုတိုက်ခိုက်တဲ့အခါမျိုးမှာကိုကထိခိုက်အောင်မလုပ်ချင်ရင်သူတို့ကိုချုပ်ထားလို့ရှာတယ်တာမန်လူတွေကိုလည်းမန္တန်ကိုစိတ်ကရွတ်ပြီးကိုနှုတ်စိတ်တို့ကိုထုတ်လိုက်ရင်စကားပြောမြလှုပ်တောင်မရစေဘူးကွနောက်ဆုံးမန္တန်ကတော့မန္တန်ဆောက်ဘလူးဆင့်ခေါ်တဲ့မန္တန်ပဲအင်အားကြီးမာတဲ့ပရလောကတရေတစီတစ်ဖက်ဘလူးစတာတို့ကကိုယ်ရံမှုတဲ့အခါမန္တန်ဘလူးဆင့်ခေါ်မန္တန်ရွတ်လိုက်ရင်တော့မန္တန်ဘလူးပေါ်လာပြီးတော့ကိုယ်ကိုကာကွယ်ပေးလိမ့်မယ်ကွကဲနားလည်ပြီလားကလေးဟုတ်ကျုပ်နားလည်ပါပြီအဖိုးကျုပ်ကအဲ့ဒီလိုနားလည်ပြီလို့ပြောလိုက်တော့အဖိုးလည်းအုံတလုံးနဲ့စတဲ့မန္တန်သုံးဖို့ကိုအဆင့်ဆင့်ကျုပ်ကိုရွတ်ပြပြီးအလွတ်ရအောင်သင်ပေးခဲ့တယ်ဗျပြီးတော့နေတိုင်းတရားထိုင်ပရိစိတ်ရမယ်ဆိုပြီးအတန်တန်မာရင်အရှိကိုဆက်သွားခိုင်းလျောဗျာဒါနဲ့ကျုပ်လည်းအဖိုးကိုချစ်ကိုကြော့ပြီးအဖိုးပြောသလိုရှေ့ဆက်လျှောက်သွားတာပေါ့ဗျာထုံးစံအတိုင်းဝါးတစ်ပြန်လောက်လျှောက်ပြီးအနောက်ကိုလဲကြည့်လိုက်တော့အဖိုးကမရှိတော့ဘူးဗျဒါနဲ့ကျုပ်လည်းအရှိကိုဆက်သွားလိုက်တော့ကျုပ်မျက်စိကြိတ်မတဲ့အလင်းရောက်နေဖြောက်ဖြတ်နေတဲ့ကြောက်တုံးကြောက်ဖြာကြီးတစ်ခုကိုတွေ့လိုက်ကြတယ်ဗျကြောက်ဖြာကြီးတက်မှာတော့နောက်ထပ်မိုးစိတ်အဖြူတွေရှည်ကျနေတဲ့အဖိုးကိုတယောက်ကိုထပ်ပြီးတော့တွေးလိုက်ကြတယ်ဗျအဲ့ဒီအဖိုးကလည်းကျုပ်ကိုပြုံးပြပြီးအနားလာဖို့ခေါ်တယ်ဗျကျုပ်အနားကိုရောက်ချဲမှာပဲကျုပ်ရဲ့လက်ထက်ကဝစိန်ထုတ်ကလေးကိုကြည့်ရင်အဖိုးအတော်လေးသဘောကျသွားတာကိုကျုပ်တွေးလိုက်ကြတယ်ဗျအော်ဟိုအယူကမြေးကိုတန်ဖိုးကြီးလက်ဆောင်တစ်ခုပေးလိုက်ပါလားမြေးအနေနဲ့အဲ့ဒီမနှောမရဝါးစိတ်လုံးလေးကိုအထင်မသိနဲ့နော်ဟမ်ဟုတ်လားဖို့
ဒီဝက်စိမ်းတုတ်ကလေးကဘလို့စွမ်းတာလဲဗျကျုပ်လည်းအဲ့ဒီလိုစိတ်ဝင်တစားမေးလိုက်တော့အဖိုးကအေးစိတ်တည်နေစွာပြုံးရင်အခုလိုပဲဆက်ပြောလာတယ်ဗျအေးမြေလက်တဲကဝက်စိမ်းတုတ်ကလေးဟာရှိန်းစာရာကိုပြောက်မြေပြင်ကိုရေပြင်ထင်အောင်ဖန်တီးနိုင်တဲ့အစွမ်းရှိတယ်ကွဒါနဲ့ तू ကအတုံးချပုံရောမပြောလိုက်ဘူးလားအဲ့လိုတော့မပြောလိုက်ပါဘူးဖို့ရဲ့ကျုပ်ကဝက်စိမ်းတုတ်ကလေးနဲ့အားရပါရရိုက်ရင် तू စိတ်ကျင်နေပြီဆိုမှတော့ကျုပ်ကိုဒီတုတ်လေးပေးပြီးပျောက်ကွယ်သွားတော့တာပဲဗျအော်ဒီအယူကတော့မြေကိုတက်တက်ပညာရှို့သွားတာပဲကွဘာပဲဖြစ်ဖြစ်သူ့ရဲ့မနှောမရဝက်စိမ်းတုတ်ကလေးမြေလက်ထဲမှာရှိတော့အချိန်တိုင်းအတုံးချတတ်မှာပေါ့ကွအဖိုးမှာတော့မြေကိုထွေထွေထူးထူးပညာရက်တွေသင်ပေးစရာမရှိတော့ဘူးခုနှစ်ရဲ့သားသမီးတွေရဲ့ယောဂဝေဒနာကိုကုသနိုင်တဲ့စေပညာတချို့ရဲ့မွေစိတ်ကင်းစိတ်အစိတ်မှန်သမျှကုသနိုင်တဲ့အစွမ်းပယောဂဝင်ဘူးခံရတဲ့လူနာတွေကိုကုသဖို့အစစ်စစ်ကိုပဲသင်ကြားပေးရတော့မှာပဲကွအဖိုးကအဲ့ဒီလိုပြောပြီးသူ့ရဲ့လက်ကိုအုပ်ကတခုခုကိုရေရွတ်လိုက်တယ်ဆိုရင်ပဲအဖိုးလက်ထဲမှာစိတ်မြစ်ကလေးတစ်ခုရောက်လာတယ်ဗျပြီးတော့စိတ်မြစ်ကလေးကိုကျုပ်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပြီးကျုပ်ကအခုလိုသစ္စာဆိုကိုင်းခဲ့တယ်ဗျကျုပ်လည်းအခုစိတ်မြစ်ကလေးကိုလက်ခံရရှိတဲ့အချိန်မှစပြီးခုနှစ်သားသမီးတွေရဲ့ယောဂဝေဒနာမှတ်သမျှကိုမေတ္တာအမှန်နဲ့ကုသပေးပါမယ်စေကုသစေကိုလည်းအတပြားကိုယ်တိုင်မယူပဲမေတ္တာဖြင့်ပေးတာလောက်တာလက်ခံပါမယ်အစင်မပြေသောသူများကိုအခကျင်းဝင်မယူပြီးမေတ္တာနဲ့လူဒန်းပါမယ်ဤကဲ့သို့သစ္စာပြုပြီးတဲ့နောက်ဖောက်ပြခဲ့သည်ရှိသောပညာကံပြီးအထက်ဆရာများတန်ခတ်သမျှခံယူပါမယ်လို့သစ္စာပြုခဲ့ရပါတယ်အဖိုးကအဲ့ဒီလိုရှေ့ရအတိုင်းပေးလိုက်တော့ကျုပ်ကလည်းအဖိုးပြောတဲ့အတိုင်းသစ္စာဆိုလိုက်တာပေါ့ဗျာဒီတော့မှအဖိုးကကျုပ်ကိုစင်းမြစ်ကလေးပေးပြီးကျုပ်ရဲ့ဘယ်လက်နဲ့ညာလက်ကိုသူ့လက်ဘွားနဲ့ဆက်ပြီးပညာအပ်လိုက်တယ်လို့ပြောတယ်ဗျပြီးတော့ပယောဂကုသပုံအစဉ်စဉ်ကိုသင်ကြားပြသပေးပြီးတဲ့နောက်ရှေ့ရအဖိုး၃ယောက်လိုပဲကျုပ်ကိုပတိစိတ်တရားထိုင်တာအဆက်မပြတ်လှုပ်ခိုင်းနေဗျကျုပ်လည်းအဖိုးပြောတဲ့အတိုင်းကျုပ်လှုပ်ဆောင်ပါမယ်လို့ကြိပေးပြီးအဖိုးကိုရှ िख ိုးကြော့လိုက်တယ်လေဒီတော့မှအဖိုးကလည်းကျုပ်ရဲ့ကြောပြင်ကိုပုတ်တက်ပြီးမေတ္တာအပြည့်အဝနဲ့အခုလိုဆက်ပြီးပြောလိုက်တာပေါ့မြေးနဲ့အဖိုးတို့ဟာပဋ္ဌာန်းဆက်ရှိလို့အခုလိုစုံတွေ့ခဲ့ရတာပဲပေါ့ကွယ်နောက်ထပ်ဆုံးဖို့အခွင့်အရေးရှိမရှိရတော့မြေးရဲ့စူးစမ်းအထောက်မှုပေါ်မှာပဲမူတည်တယ်ကွဘဝမမေ့နဲ့ဘဝင်မြင့်မြင့်နဲ့ကိုလျှောက်တဲ့လမ်းကိုကိုယ်တိုင်ပဲဖောက်မှကောင်းကျိုးဒုက္ခအပြည့်အဝရရှိလိမ့်မယ်ပါရမီနဲ့စူးစမ်းမှုနှစ်ခုပေါင်းစပ်ရင်ထွက်ရလဲမြန်းနိုင်တဲ့အထိလူလေးမှာအခွင့်အရေးရှိတယ်ဟုတ်ဖို့ကျုပ်အဖိုးတို့ကိုစိတ်မပြတ်စေရပါဘူးလို့ခရီးပေးပါတယ်ဗျအေးတာတုပါမီးရဲ့အဖိုးတို့လည်းပဋ္ဌာန်းဆက်ပုဂ္ဂိုလ်တစ်ပါးကိုခေါ်တဲ့အချိန်မှာမြေးအကြောင်းကို तू ကပြောပြလို့မြေးနဲ့အခုလိုစုံရတာပဲဟုတ်လားဖို့အဖိုးတို့လာခေါ်တဲ့သူကဘယ်သူများလဲကျုပ်ကအဲ့ဒီလိုဆက်စုမင်းလိုက်တော့အဖိုးကကျုပ်ကိုကြင်ရင်ပြုံးပြီးအခုလိုဆိုလာခဲ့တယ်မြေးတိတ်မကြခင်သိရမှာပေါ့ကွယ်ကဲမြေးရေပြန်တော့ကွယ်ခုချိန်မှာမြေးရဲ့မိဘတွေစိတ်ပူတော့ကရောက်နေကြပြီမြေးသာနောက်ကျရင်မြေးခန္ဓာကိုယ်ပြောင်းဝင်လို့ရတော့မှာမဟုတ်ဘူးကဲအချိန်မရှိတော့မျက်စိမိတ်ထားအဖိုးကအဲ့ဒီလိုပြောပြီးကျုပ်ရဲ့မျက်လုံးစုံကိုမိတ်ခိုင်းလိုက်တော့ကျုပ်လည်းအဖိုးပြောတဲ့အတိုင်းမိတ်လိုက်တာပေါ့ဗျာအဲ့ဒီမှာပဲကျုပ်လည်းကိုတယောက်ယောက်ဆွဲခေါ်တယ်လို့ခန်းစားလိုက်ရတယ်ဗျကျုပ်ဒီကိုလာတဲ့အချိန်တုန်းကလို့ခန္ဓာကိုယ်တစ်ခုပေါ့ပါပြီးတော့လေလူထဲမှာပြန်ဝဲနေတဲ့အထစ်တွေကိုလည်းခံစားနေရတယ်ဗျကျုပ်လည်းမျက်လုံးစုံကိုဖွင့်ကြည့်ဖို့စူးစမ်းလိုက်တော့ဖွင့်မရဘူးဗျဒီလိုနဲ့ကျုပ်လည်းကျုပ်ကိုဆွဲခေါ်သွားတဲ့လူလုံးသမျှကိုငြိမ်ခံရင်လိုက်ပါခဲ့ရတော့ပေါ့ဗျာဒီလိုနဲ့ကျုပ်လည်းခန္ဓာကိုယ်ထိန်းချုပ်မရပဲလေလွင့်ခြင်းတိုင်းလွင့်ပြီးတဲ့နောက်တစ်ဆက်တည်းမှာပဲကျုပ်ခန္ဓာကိုယ်ကအပေါ်ကနေအချိန်ဟုန်ပြင်းထိုးဆင်းလာတဲ့ဗျံလောငှက်တကောင်လုံးအောက်ကိုပြုတ်ကျသွားတယ်ဗျပြီးတော့ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးထိန်းချုပ်ရသွားတဲ့အထိတွေကိုခန်းစားလိုက်ရတယ်ဗျကျုပ်လက်ကလေးကိုစတင်ပြီးထိန်းချုပ်နိုင်ပြီးတော့ကျုပ်နားတဲ့ငိုတန်တွေအဆက်မပြတ်ကိုကြားနေရတယ်ဗျကျုပ်အားကုန်သုံးပြီးမျက်လုံးတွေဖွင့်ကြည့်လိုက်တယ်ကျုပ်ဖွင့်လို့ကြသွားပြီဗျဒါပေမဲ့ကျုပ်မြင်နေရတာကကျုပ်ရဲ့မျက်လုံးရှည်တက်မှာမှောင်မဲနေတာပဲဗျကျုပ်အားယူပြီးထလိုက်တော့ကျုပ်နှစ်ဖူးကိုတစ်ခုခုနဲ့တက်ပြီးကျုပ်နှစ်ဖူးတစ်ခုလုံးကျိန်းဆက်သွားတယ်ဗျကျုပ်အတော်လေးကိုထိတ်လန့်သွားတယ်ဗျအခုကျုပ်ဘယ်စီကိုရောက်နေပြီလဲဆိုတာကျုပ်ကိုကျုပ်တောင်မသိတော့ပါဘူးဗျာအဲ့ဒီအချိန်မှာပဲကျုပ်နားထဲမှာအခုလိုအနိဋ္ဌာအတန်တွေအဆက်မပြတ်ဝင်ရောက်လာတယ်ဗျအမလီသားရဲ့အမေသားလေးရဲ့သေတာတော့မှအမေကိုနှုတ်တောင်မဆက်သွားရှာဘူးအမေသားလေးခဏအမေကိုမေးတဲ့စကားသားလေးကြားဖို့အမေအခုဖြေမယ်ကွယ်အမေကသား၃ယောက်တည်းမှာအမေသားလက်ကိုအချစ်ဆုံးပါပဲသားလေးရဲ့အခုတော့အမေသားလေးကအမေကိုခွဲသွားရက်ပြီလားသားလေးရဲ့တကယ်လို့အမေသားလေးအသက်ပြန်ရှင်မဲဆိုရင်အမေလေးသားလေးကိုဘယ်တော့မှမစုတော့ဘူးသားလေးကြိုက်တဲ့ဟင်းတွေကိုပဲချက်ကျွေးမယ်သားလေးအလုံးမလုံးချင်ရင်လေအမေဘယ်တော့မှမကင်တော့ပါဘူးသားလေးရဲ့
အမေလေးသားလေးကိုအချိန်တိုင်းအမေရဲ့နားမှာပဲအရိတ်တကြည့်ကြည့်နဲ့ထားပြီးဂယူးဆိုင်ပေးပါမယ်အခုတော့အဖြစ်ဆိုးလိုက်လားအမေသားလေးရဲ့တေသွားတဲ့အချိန်တောင်မှမိဘကိုခံစားရမှာဆိုလို့မသိအောင်ပဲတေတယ်ဒါမသိအောင်ပဲတေးပေမဲ့အမေတို့ကတော့ရင်နဲ့မကြည့်အောင်ဖြေမရပါဘူးကွယ်စိတ်ကိုထိတ်မှမိမ့်မရဲ့မင်းအခုလိုပူဆွေးဝမ်းနေနေရင်တက်မလုံကတို့သားလေးမြင်ဘယ်လောက်ခံစားရမလဲခုချိန်မှာငိုဖို့အတွက်သားလေးဘဝကူကောင်းဖို့အတွက်ကပဲလှုပ်ပေးကြရမှာပေါ့ကွယ်တော်စမ်းကိုကြည့်စိန်အဲ့ဒါတွေကရှင့်ကြောင့်အဖေတယောက်လှုပ်ပြီးသားလေးစော်ဝါးကြီးကုန်းမှာသွားတော့လေမတောင်းဟိုအကြီးကောင်နေလေအတူတူပဲကိုညီလေးအနောက်ကိုလိုက်ပြီးကာကွယ်ဆောက်ရှောက်ဖို့မတွေးခဲ့ကြဘူးအခုငါသားလေးတည်ရတာနင်တို့ကြောင့်သားလေးရေအမေသားလေးအမေပါသားနဲ့တခါလေလိုက်တည်လိုက်ချင်တော့တာပဲသားလေးရေဟင်ဒီအတန်ကကျုပ်မရဲ့အတန်မရဲ့ဗျဧကန်နာကျုပ်အခုရောက်နေတာအခေါင်းကြီးတစ်ခုတည်းကိုရောက်နေတာဖြစ်လိမ့်မယ်ဟာဒါဆိုမဖြစ်ဘူးကျုပ်အမြန်ဆုံးအတန်ပြူပြီးမှဖြစ်လိမ့်မယ်မဟုတ်ရင်တကယ်ပဲကျုပ်သေးသွားလိမ့်မယ်ကျုပ်လည်းဒါနဲ့အားယူပြီးအမေလို့အတန်တေခေါ်နေမိတယ်ဒါပေမဲ့ကျုပ်အတန်တွေကတဖြည်းဖြည်းတက်ဝင်သွားပြီးတူတူလေးပဲထွက်လာတယ်ကျုပ်လက်တွေကိုအပေါ်ကိုမြှောက်ပြီးအပေါ်ကအသားပြားတွေကိုထုရိုက်ပြီးအမေတို့သိအောင်အချက်ပြဖို့စူးစမ်းကြည့်တယ်ဒါပေမဲ့ကျုပ်လက်နှစ်ဖက်ကိုပူပြီးခြိထားတယ်ဗျကျုပ်သိလိုက်ပါပြီလေကျုပ်ကိုတေးပြီးတော့အထင်နဲ့ပရိတ်ကျိုးတွေခြိထားတယ်ဆိုတာပေါ့ဒါနဲ့ကျုပ်လည်းနှစ်ဖူးနဲ့အားကုန်အပေါ်ကအခေါင်းကိုတိုက်လိုက်တယ်ဗျကျုပ်အင်အားတွေကုန်ခန်းနေသူလားမသိပါဘူးအခေါင်းနဲ့နှစ်ဖူးကထီယုံရှိသေးအနောက်ကိုပြန်လဲကျသွားတယ်ဗျကျုပ်ပါဆက်လို့ရမှန်းမသိတော့ဘူးကျုပ်မှာဘာမှရွေးချယ်စရာမရှိတော့တာခုချိန်မှာကျုပ်အနေနဲ့အသက်ကုန်ညှက်ပြီးអော်လိုက်ချင်တယ်အမေရေကျုပ်မသိဘူးလို့ဆိုပြီးပေါ့အခုတော့အတန်လည်းမထွက်အင်အားကလည်းမရှိနဲ့ကျုပ်လည်းစိတ်တက်တော်တော်လေးကိုကြနေမိတယ်ဗျာကျုပ်ကိုဘာလို့များအခေါင်းထဲမှာအပိတိုင်ပိတ်ထားရတာလဲဆိုတာကျုပ်အဖြစ်တွေးမရတော့ပါဘူးဗျာအဲ့ဒီချိန်မှာပဲအမေရဲ့ငိုတန်ကြက်ကြီးတွေကကျုပ်ရဲ့နားလေးကိုဆက်ပြီးကြားနေသေးပါပဲဗျအမေရေအမေလည်းအားတင်းထားသားလည်းအားတင်းထားပါတယ်ရေစက်မကုန်ရင်တော့သားအသက်ရှင်တာအမေသိအောင်သားစူးစမ်းပြနိုင်မှာပါကျုပ်လည်းမိုးကျက်မောင်မဲနေတဲ့အခေါင်းကြီးထဲမှာအဲ့ဒီလိုတွေ့ရင်မျက်ရည်တောင်စီးကျနေမိတယ်ကျုပ်ကိုအမြဲလိုစွန့်ငေါ့နေတဲ့အမေကကျုပ်အခုလိုဖြစ်သွားတော့စိတ်မပြေနိုင်အောင်ခံစားနေရတာကိုကျုပ်လည်းအမေကိုတနာနေမိတယ်ဗျအမလေးသားလေးရဲ့အမေအချင်းချင်းတားတဲ့ရွာတစ်ကြီးကိုသွားတယ်အဲ့ဒီရွာတစ်ကြီးကတရေကငါသားလေးကိုတေးအောင်တက်လိုက်တာနေမှာပေါ့တေးချင်းဆိုခွေးကောင်ရွာတစ်ကြီးသားတွေကြောင့်ငါသားလေးတည်ရတာဟိုးအသုံးမကျတဲ့ခေါင်းကြီးနဲ့ချက်ပြားကြောင့်ငါသားတည်ရတာခေါင်းရှောင်တက်တဲ့အကိုကြီးကြောင့်ငါသားလေးတည်ရတာအဖေတယောက်ဖြစ်ပြီးအုတ်ထင်းမှုညံ့တဲ့အဖေကြောင့်ငါသားလေးတည်ရတာအမေတယောက်ဖြစ်ပြီးအချိန်မမီမတားဆီနိုင်လို့ငါသားတည်ရတာဟိုအာကိုမရတဲ့ညီထော်ကြီးကြောင့်ငါသားလေးတည်ရတာပြီးတော့ဝိုင်းဝန်းဖြောင်းပေးတဲ့ရွာတလိမ့်ဆန်နေကြောင့်ငါသားလေးတည်ရတာအမေကအဲ့လိုပြောပြီးမိသားစုတင်မကမဆိုင်တဲ့တရားလုံးကိုအပြစ်တင်ရမ်းနေတယ်ဗျဒါနဲ့အားမရပဲဘာကြီးတိုးဘက်ကိုတော့အခုလိုမြောက်လှဲ့သွားသေးတယ်ဗျကဲမြင်လားငါသားမင်းသိချစ်ပါတယ်ဆိုတဲ့ဘာကြီးတိုးမင်းအခုလိုဖြစ်တော့တစ်ချက်ကလေးတောင်မကြည့်ဘူးတကက်ကိုအသက်ကြီးပြီးဘာမှမဟုတ်တဲ့အဆောင်နဲ့ပေးတဲ့အဲ့ဒီအဖိုးကြီးကြောင့်မင်းအခုလိုဖြစ်ရတာသိရလားအမေကမစီမဆိုင်ဘာကြီးတိုးကိုအပြစ်တင်ရင်ကျုပ်ကိုထည့်ထားတဲ့အခေါင်းကြီးကိုခေါင်းနဲ့ပြေးတိုက်ပြီးငိုနေတော့တာဗျအဖေရဲ့အကိုကြီးရဲ့ထော်ကြီးရဲ့ကလည်းအတော်လေးကိုဝမ်းနည်းနေကြပြီးတော့အတန်ထက်ငိုကြွေးနေတာလည်းတဲ့ကလေးကျုပ်ကြားနေရတယ်ဗျအခုအမေကကျုပ်ရှိနေတဲ့အခါကိုပြေးတိုင်းနေတော့အတင်းဆွဲသားတယ်ထင်ပါရဲ့ဗျကျုပ်အမေအတော်လေးခံစားနေရတယ်ဗျကျုပ်လည်းမနေတာတော့ဘူးကျုပ်ကယောက်ျားပဲကျုပ်မှမမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်ကျုပ်မှဖုံးကွယ်ထားတဲ့တန်မာမှုတွေရှိတယ်အဲ့တော့ကျုပ်ဒီတောင်ကိုကြော်ရမယ်ကျုပ်ကိုသိပြီးထင်တဲ့ကျုပ်မိသားစုနဲ့ပတ်ဝန်းကျင်ကိုကျုပ်မသေးကြောင်တတ်သိပြရမယ်ခြေကွဲခံစားနေရတဲ့အမေရဲ့မျက်ရည်ရဲကိုကျုပ်ရက်တက်ပေးရမယ်ဖြစ်ချင်အဖြစ်ဆိုပြီးတော့ကျုပ်အားကုန်သုံးပြီးနှစ်ဖူးနဲ့ကောင်းကိုတိုက်ချလိုက်တယ်ဘုံကနေအတန်ထွက်ပြီးအခေါင်းညပွင့်သွားတယ်ဗျအဖေရဲ့အမေရဲ့အကိုကြီးရဲ့ထုံကြီးရဲ့ကတော့ကျုပ်စီစီကြည့်နေကြပြီမဲ့ရွာသားတွေကတော့အောက်ကိုပြေးဆင်းသွားတော့ကိုကျုပ်မှုံရင်ဝိုးရွာတွေ့လိုက်ရတယ်ဗျအဲဒီနောက်ကျုပ်လည်းတအံ့တော်ရှိနေတဲ့အမေတို့ကိုအားယူကြည့်ရင်ရှိသမျှအင်အားကိုသုံးပြီးအခုလိုပြောလိုက်တယ်ဗျအမေတားမသေးဘူးကျုပ်စကားတော့စိုးအောင်မပြောလိုက်ရသေးဘူးကျုပ်ခန္ဓာကိုယ်တစ်ခုလုံးပြောခွေနန်းလျာပြီးကျုပ်နောက်တစ်ဖက်အဖုံးပွင့်နေတဲ့အခေါင်းရဲကိုပြန်လဲကျသွားတယ်ဗျဟေးတို့ရွာကတရေနိုင်ဆရာဖြိုးတရွာကနေပြန်ရှင်လာတယ်ဟေ့ဒီရွာလုံးကကျုပ်မသေးဘူးဆိုတော့အတော်လေးကိုဝမ်းသာနေကြတာပေါ့ဗျာအမေဆိုရင်လည်းပြောလို့မဆုံးဘူး
ကျုပ်အပြင်သွားမယ်ဆိုရင်တော့အမေကမသွားခိုင်းတော့ဘူးဗျအကိုကြီးဆိုရင်လည်းပြောမနေနဲ့တော့အလုံးမှန်သမျှသူ့တယောက်တည်းလုပ်ပြီးကျုပ်ကိုဘာဆိုဘာမှမလုပ်ခိုင်းတော့ဘူးဗျအမေတို့ကပြောတဲ့ကျုပ်ကိုအသက်မရှိတော့တာတရက်တီတီပြည့်တော့သေပြီလို့ထင်ကြတာတဲ့ဗျအစောကတော့အကောင်းသိဖို့စိတ်ကူးမရှိဘူးတဲ့လေတစ်ဖက်ရွာကအထက်လန်းဆရာကြီးကကြောက်လာပြီးကျုပ်ကိုအမြန်ဆုံးအကောင်းသိပြီး3 ရက်အတွင်းမြင်မြုပ်ခိုင်းနေတယ်ဗျသူပြောတာကတော့ထူးထူးဆန်းဆန်းတည်တဲ့မသားဆိုရင်ချက်ချင်းအကောင်းမသိရင်တရားလုံးခိုက်တယ်တဲ့ဆိုပဲအဲ့ဒီမှာရွာလူကြီးကလည်းပြောတော့အမေကဓာတ်နဲ့ခုတ်မယ်လုပ်နေလို့မနဲ့ဆွဲထားရတဲ့နောက်ဆုံးတော့တရားလုံးနဲ့တိမ်ဖြစ်နေတော့လေအမေကလည်းကျုပ်ကိုအကောင်းသိဖို့သဘောတူလိုက်ရတယ်ဆိုပဲကံကောင်းကျင်တော့လေကျုပ်ဝင့်ကျင်က2 ရက်အတွင်းကျုပ်ခန္ဓာကိုယ်ရဲ့ပြန်အောင်လာပြီလို့သာကျုပ်တကယ်မသိရတော့တာပေါ့ဗျာအခုတော့ကျုပ်ကတေးရွာပြန်မောင်ဖြိုးဆိုပြီးတရားလုံးကအရင်ထက်ပူပြီးအထင်ကြီးနေကြတာပေါ့ဗျာဒါပေမဲ့ခမရတို့သိအောင်ကျုပ်ထူးဆန်းတာတွေပြောရအောင်မယ်ဗျကျုပ်အဖိုးဆရာ4 ယောက်စီရောက်သွားတယ်ဆိုတာခမရတို့လည်းအသိပဲလေဟုတ်တယ်မလားအဲ့ဒါကကျုပ်အနေနဲ့မဖြစ်နိုင်ဘူးလို့ထမ်းမိတယ်ဗျကျုပ်ဝိညာဉ်ကခန္ဓာကအပြင်ကနေရွေးစင်သွားပြီးတော့ရောက်ချင်တဲ့နေရာရောက်သွားတယ်လို့ပဲကျုပ်ထင်နေမိတယ်ဒါပေမဲ့ကျုပ်ထင်တဲ့အတိုင်းမဟုတ်ဘူးဗျကျုပ်အဲ့ဒီအဖိုး4 ယောက်စီတကယ်ရောက်ခဲ့သွားတာဗျဘာလို့လဲဆိုတော့ကျုပ်သတိရလာတော့ကျုပ်ရဲ့အကောင်းပေးမှာဝက်စိမ်းတုတ်ကလေးရှိနေတယ်ပြီးတော့နောက်ဆုံးအဖိုးပေးရဲ့စင်းမြစ်ကလေးကလည်းအိတ်ထောင်ထဲမှာရောက်နေတာဗျပထမအဖိုးစီကပေးလိုက်တဲ့အင်းသုံးခွက်ကလည်းကျုပ်လက်ဘွားမှာထင်ထင်ရှားရှားကိုပေါ်နေတာမန္တန်တင်ပေးတဲ့အဖိုးစီရဲ့မန္တန်တွေကလည်းကျုပ်အခုချိန်ကြီးအလွတ်ချနေတော့မယ်ဗျတိတ်ကိုထူဆန်းနေတယ်ဆိုတာကျုပ်သိတယ်အဖိုးစီ4 ယောက်ဟာတာမန်ပုံကိုယ်တွေမဖြစ်နိုင်ဘူးလို့တော့ကျုပ်တိတိကျကျသိနေခဲ့တယ်ဗျသူတို့ကလူတစ်ယောက်ကိုလာခေါ်တာတဲ့အဲ့ဒီအချိန်လူကဘယ်သူလဲဆိုတာကျုပ်မေးတော့လေအချိန်တန်ရင်သိရမယ်လို့ပြောတယ်ဒါနဲ့ကျုပ်လည်းအဖိုးတို့ပြောပြဆုံးမထားတာတွေနှလုံးသွင်းရင်နဲ့9 ရက်သားသမီးတွေကိုကုသကဲသိနိုင်တဲ့ဆရာဖြစ်အောင်ကျုပ်စူးစမ်းရတော့မှာပေါ့ဗျာပြီးတော့မနေ့ပြန်ဆိုကျုပ်ဘာကြီးတို့နဲ့တွေ့ရတော့မယ်ဗျဘာကြီးတို့ပြောတဲ့9 ရက်ကပြည့်ပြီလေလောလောဆယ်ဒီညတော့ကျုပ်ကောင်းကောင်းအနားယူမှာဖြစ်မယ်မနေ့ကကျုပ်အသက်ပြန်ရှင်လာတာဆိုတော့အဖေနဲ့အမေကလည်းဒီညကျုပ်ကိုစိတ်မချလို့ထင်ပါကျုပ်ကိုအလဲရထားပြီးသူတို့ကကျုပ်ကိုဘေးဘက်ညာနေအိတ်တယ်ဗျကျုပ်အနေနဲ့ထူးဆန်းတဲ့အဖြစ်ပြက်တွေနဲ့တူအဖေနဲ့အမေတို့ရဲ့မေတ္တာတက်တွေအပြည့်အဝကိုရတဲ့ဒေးရွာပြန်တရက်ကိုဒေးရွာပြန်ဒီတရက်ကိုတစ်သက်လုံးမိနိုင်တော့မယ်မထင်တော့ပါဘူးဗျာစပိတ်တများရှင်ဒီကနေ့မှတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာပုံမင်းနိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့ပထန်းဆက်ဆရာများနဲ့ဒေးရွာပြန်ဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုနားဆင်ခန်းစားခဲ့ရတာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ကျင်းနဲ့နှစ်သက်လိုက်မယ်လို့ထင်မိပါတယ်နောက်ရများမှလည်းကျမတို့ရဲ့ channel ကနေဒီလိုဇလန်းတဲတွေကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့ကဆက်လက်ဆောင်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်ဇလန်းလေးကိုဆုံးထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့စပရိသတ်တို့ဦးချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ရှင်တာယာပြည့်ရွှင်တဲ့နေ့တည်လေးကိုပိုင်ဆိုင်နေကြပါစေရှင်